အပြန်လန်းတွင်ကျမနင်းလာတော့စပီးခွေမှာစမုတ်တံများပတ်ချလဲနေသလိုကျမကောင်းတဲ့တွင်လည်းဓာတ်ပုံဆိုင်ဖွင့်ပေါ်ဆိုသောအတွေ့များပတ်ချလဲလျက်ပါလာကြတော့သည်အသက်ကလည်း20ကျော်မြသာရှိသေးတော့ဓာတ်ပုံဆိုင်သာဖွင့်ကျင်သည်ဘဲကားစား၍ဘာလို့ရမှန်းမသိကျဲဥအစာရှာ၍မရသလိုအဖြစ်မျိုးကိုဘဝကိုမပိုင်သည့်အနေမို့ဝါသနာပါသည့်အလုပ်ကိုမလုပ်ရတော့အိမ်မထိုင်ပြီးတမိုင်တနိုင်ငံငြိမ်နေသည်ကိုအိမ်သားများသတိပြုမိကြသည်ကျမကိုရောင်မတီတီကမချစ်ကြ၍မဟုတ်ကျမသပင်ကုတ်ပွဲကိုပင်တိမ်၍မမီသည်နှဆွဲလေးတွဲလောင်းနေသူတို့မောင်ရင်နောက်မှာကုတ်ချောင်းချောင်းပုံစံလေးနဲ့ပါလာတော့အားလုံးကကျမရဲ့ဖြစ်ကိုဝိုင်းတနာကြဝိုင်းချစ်ကြပါသည်ကျောင်းမှာထွက်ကစားလူမှုရေးလဲနားမလဲငွေကြေးရဲ့တမိုးကိုလည်းဘာမှမသိဆိုတော့ကျမကိုစိုးစိုးမရစီကံထားရအဖြစ်မျိုးတွေနဲ့ကြုံရတော့အဖြစ်များတာဒီထဲမှာကျမကိုပို၍ချစ်တော့သူကရောင်မငယ်ဆုံးမမတန်းဖြစ်ပါသည်ဓာတ်ပုံရိုက်ခွင့်မရှိတော့စိတ်မသက်သာသည်နဲ့အပြင်လဲမထွက်တော့အိမ်မှာငြိမ်နေရင်ကစမွေးဝဲဖြေမိဆိုသည်စာထိုင်ကြက်နေလိုက်သည်ကဲနေ့စာတွေထိုင်ကြက်မနေနဲ့လားကစားလို့ကိုလည်းစိတ်ကူးမနေနဲ့စီးပွားရေးလုပ်တဲ့မှာချမ်းသာတာစိတ်ရွှေအယောင်းဝယ်သည်နင့်ကိုပွဲစားကိုရေးနဲ့အပ်ပေးထားမယ်စိတ်တို့ရွှေတို့ရောက်တော့လူချမ်းသာရင်လည်းပဲဆက်ဆံရတာနောက်ပြီးအမျိုးသမီးတွေကလည်းဒါပဲစိတ်ဝင်စားတာမိမချင်းပြောဆိုရတာပို့အဆင်ပြေတယ်ဒါကအကျိုးမြတ်လည်းမြတ်မြတ်စားရတယ်မယောင်းရခင်ကိုဝစ်ထားလို့လည်းဖြစ်တယ်စိတ်နေရွှေတွေအမျိုးမျိုးအလဲလဲဝေးရတာဘလောက်ကောင်းလဲဆိုပြီးကျမကိုစိတ်ရွှေရနာအယောင်းဝယ်တင်မို့ဦးလေးအေးလက်အလိုက်ကြသည်ဦးလေးအေးကမျက်နှာကြီးအတိုင်းဝိုင်းတွင်လူသိများသောစိန်ရွှေပွဲစားအပြောကလည်းကြသည်လူကလည်းမင်းသားလိုပုံစံမျိုးအသက်ကြီးပေမဲ့နူးနူးရရလှပပဆင်းရင်ပြီးအမြဲကြောက်နေသည့်အဖိုးကြီးဦးလေးအေးကနေ့စဉ်ကျမတို့အိမ်သို့လာသည်ပစ္စည်းများပြသည်အပြည့်အနာစားကြည့်တဲ့အောင်ပြသည်အလေးချိန်ငါးစားနားလည်အောင်တင်ပေးသည်ကျမကိုပြောတတ်ဆိုတဲ့ချီအောင်ဆိုပြီးသူနှင့်အတူလိုက်၍အယောင်းဝယ်လုပ်ရသည်လည်းရှိသည်မမတန်တို့ကဈေးတော်သောပစ္စည်းကောင်းများကြုံကြိုက်လျင်ဝယ်ထားပြီးဈေးကောင်းရလျင်ပြန်ထုတ်ရောင်းနေအိမ်တွင်နေရင်ထိုင်ရင်အလုပ်ဖြစ်နေသည့်အခါလည်းရှိသည်ကျမအလားပါကြိုက်သည်မှာမှန်ပါ၏လက်ဝိရဏထက်ကျမကအဝိစားကိုပို့ပြီးနှစ်သက်သည်အဖိုးတန်သည်မတန်သည်ရွေးသည်မဟုတ်အစင်လာမှအသွေးကြမှာကျမအကြိုက်ဖြစ်မှဆိုတာမျိုးကိုဂျေးများပြီးစိတ်ကြိုက်တွေတိုင်းဝဲသည်ဝစ်သည်လက်ဝိရဏကြတော့တိတ်ပြီးမမရှိလားငကက်ကောင်းကောင်းတစုံလက်စောလှတကွင်းနဲ့ထိုက်တန်နာရီတလုံးလက်မှာပတ်ထားရရင်ကျင်းနေသည်မမတန်တို့ကမိမဆိုတာစိတ်နှုတ်ရွှေတို့ဆိုရတဲ့ဒါမှတုံးလုံးစာတနေ့ကျအသုံးဝင်တာဟုစုံမလဲနားမလဲဘာဝစ်ချင်နဲ့ညာဝစ်ချင်တဲ့ဟုလဲပူဇာရကမှလည်းမသိလူချင်းရကမှလည်းမသိကိုဒါလေးစေးတော်လို့ကျမယူထားလိုက်မယ်ကမလေးပံမို့ဆိုပြီးနာကငကက်သေးသေးလေးနဲ့ကြီးလဲပြီးလာစင်ပေးလင်လဲဝစ်ထားလိုက်ပြီးကုန်းလေးလောက်မို့ငွေလိုတဲ့အဲ့ဒီငကက်ရအောင်မှဆိုပြီးခင်မိုးလို့သူကပြောလင်းလဲလွယ်ကူချွတ်ပေးလိုက်သည်အဲ့ဒီခါမျိုးဆိုလေမမတန်ထမ်းမှာအဆူပူခံရပြီပဲအတော့မကြောက်ငါးနှစ်ကိုအဖက်တင်မစေဆိုပြီးတမင်ဝဲပေးခိုင်းထားတာမိမဆိုတာယောက်ျားနားဝင်အောင်ပြောတတ်ဆိုရရတယ်ကိုပြည့်အောင်ဆုတက်ရတယ်ဘာမှလည်းနားမလဲဘူးဟုတ်ပါကျမနားလေဒီကစိတ်လည်းမဟုတ်ရွှေလည်းမဟုတ်ဓာတ်ပုံပဲဖြစ်နေဒီကခက်သည်စိန်ရွှေလုတ်ကိုစိတ်ဝင်စားအထူးအသက်ဖြင့်သူများဝယ်ခြင်းမဝယ်ခြင်းအောင်ဝယ်ခြင်းအောင်ကိုပစ္စည်းကိုအမွှန်းတင်ပြီးရှိဝေးတွေပြောပြတိုက်တွန်းနေရသည်ဖြစ်ကိုကျမလုံးဝမကြိုက်ကိုအကြုံတော်ဦးကအတင်းလာတိုက်တွန်းတာမျိုးကိုမနေတာမခံကျင်သလိုသူများကိုလည်းကိုကမလုပ်လို့စကားကိုလည်းသူတစ်ပါးစိတ်ဝင်စားအောင်ဖွပွနေကလည်းမပြောတတ်ဒီတော့ကျမနဲ့စိတ်ရွှေရောင်းဝယ်ပွဲစားအလုပ်ကမဖြစ်စိတ်ညစ်ရသည်ကျမစိတ်ညစ်နေတာကိုအလုံးကသိသည်တညာလူဆုံအချိန်တွင်ခင်မလို့သူကအယောင်းဝယ်ကြောင်းပြီးတော့ကျမကဝမ်းနေပြီးမျက်ရည်ပေါက်ကြအောင်ငိုချလိုက်သည်ဒီစိတ်ရွှေအလုပ်ကြီးကိုမလုပ်ချင်ပါဘူးဆိုရင်ငိုရင်ရှိုက်ရင်ပြောတော့ဒါဖြင့်နင်ကဘာလုပ်ချင်တာလဲဓာတ်ပုံဆိုင်ဖွင့်ချင်တာကျမပြောပုံကိုသဘောကျပြီးအားလုံးကအော်ဟစ်ရဲလိုက်ကြသည်ကျမကလေးလေးနက်နက်ပြောလိုက်တော့စကားကိုသူတို့ကအလွန်ကောင်းသောပြန်လုံးတစ်ခုကြားရသလိုသဘောထားကြသည်ကိုတော့တွေ့တော့ကျမပိုရိပ်ဝမ်းနေပြီးရှာ၍ထငိုလိုက်သည်ပေါ့မလောက်ချင်သောစိန်ရွှေအယောင်းဝယ်အလုပ်ကြီးကိုတင်ရင်တနေ့လမ်းကြောက်သည်နဲ့ကိုကျော်ဤဓာတ်ပုံတိုက်သို့ဝင်ဖြစ်သွားသည်ဘလို့လဲဟာပြောင်းလိုက်ကြလားဟုကိုကျော်ကကျမကိုမြင်တော့ဝမ်းသာအားရထားလာပြီးနှုတ်ဆက်သည်အေးဗျာဓာတ်ပုံမှမရိုက်ဖြစ်တော့တာဆိုတော့မလာဖြစ်တော့ဘူးပေါ့ငါပြောတာပဲမင်းဓာတ်ပုံရိုက်ချင်ဓာတ်ပုံဆိုင်ဖွင့်ဆိုတာနေပါအောင်ကိုကျော်ဆိုင်မှာရိုက်တဲ့ကင်မရာကြီးကဘယ်လောက်ပေးရလဲကင်မရာက800 1000ဆိုရပါပြီအစ်စ်တော့မရဘူးပေါ့အဟောင်းရှာဝဲရမှာ
တခြားပစ္စည်းတွေပါအားလုံးပေါင်းရင်2000လောက်ဆိုရင်ရတယ်ကွာပုံချဲဆက်အလာရှာတို့ဘာလို့လဲဝယ်ရအောင်မအဲ့ဒီပစံရအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်စဉ်းစားလိုက်အောင်ပါဗျာဘာကြီးအောင်များလဲဆိုတဲ့ပုံမြင်တဲ့ကလုံးကျမစိတ်ကိုအိမ်မက်တွေမှတ်ပြီးဒီငွေ2000ရရှိရင်နီးမျိုးစုံတွေးကြည့်နေမိတယ်ကျမလက်ထဲတွင်တိုလီမိုလီအသေးသောအတွက်ငွေ10-20တက်ဘယ်တော့မှပို၍မရှိဒီတော့2000ဆိုသည့်ငွေကြီးကိုဘယ်လိုရအောင်ရှာရမည်မသိအကြံထုတ်၍မရသည့်အစုံတွင်အရေးဆို၍ကျမခင်မုံကိုပြောပါသည်ကျမ၏ခင်မုံကကျမတဲ့အသက်အားဖြင့်30ခန်းကြီးပါသည်အသက်အရွယ်ကိုလိုက်၍အဖေလိုဦးလေးလိုယူသေးရသည်ကိုကငရွယ်သူဖြစ်သည်မို့အမြဲတမ်းဩဇာနာခံနေရသောဖြစ်နေဘာမှရေရေဝုံဝုံမပြောရပါဓာတ်ပုံဆိုင်ဖွင့်ခြင်းသည့်ယောဂကအလွန်အမင်းရင်ထဲမှဖြစ်ပေါ်နေရတာအောက်ချုပ်ခံအတနာခံပြီးစုံစားရခြင်းမျိုးနှင့်စကားချမိပါသည်အစဲခံရမှာဆို၍အနားမှာမမတန်ကိုစစ်ကူခေါ်ထားရသေးသည်ခင်ဦးလေးအေးနဲ့ဆင်းရွှေအလုပ်တင်တာမလုပ်ချင်တော့ဘူးအိမ်မှာလည်းဒီတိုင်းထိုင်အချိန်ဖြုံးမနေခြင်းမို့အလုပ်တစ်ခုခုလုပ်ချင်တယ်အဲ့ဒါခင်ဝါသနာပါတယ်ခင်လုပ်တတ်တဲ့ဓာတ်ပုံဆိုင်ဖွင့်ခြင်းလို့မရတရနဲ့ပြောလို့မှစကားမဆုံးသေးဘာဆိုတော့ဟောက်တန်ကြောင်ကျမဆက်မပြောရတော့မျက်နှာငယ်လေးနဲ့မမတန်မျက်နှာကိုသာလှမ်းကြည့်ဖြစ်သည်မမတန်ကကျမနဲ့ဇက်တိုက်ထားသည်ဖြစ်သည်မို့ကိုရဲ့သူပြောတာကိုလည်းစောအောင်နားထောင်မအောင်သူကမှအယောင်းဝယ်လို့ကိုဝါသနာမပါတာဆက်လုပ်နေလဲဘာမှထုံကားမှမဟုတ်ဘူးဓာတ်ပုံရိုက်တာကြတော့ဟုတ်လို့ပဲဆိုတာကျမတို့မြင်တာပဲသူလှုပ်ချင်တာလှုပ်ပါစေသူလိုတဲ့ဆိုတဲ့ငွေကလည်းမြများမဟုတ်ပါဘူး2000နဲ့တောင်းတာပါမမတန်ကပြပြလဲလဲရှင်းပြတော့ကျမခင်မုံကနားထောင်နေသည်ပြီးမှနေရိုက်တဲ့တပုံကအပျော်ရိုက်တာဓာတ်ပုံဆိုင်ဖွင့်ပြီးရိုက်တယ်ဆိုတာကပညာရှင်ဖြစ်သွားပြီးတော့လူတွေနဲ့ဆက်ဆံရတဲ့စီးပွားရေးအပိုင်းအရာတွေရှိသေးတယ်။နေကဘာနာတယ်လို့ဓာတ်ပုံဆိုင်တက်ပြီးဖွင့်ရမှာလဲအခုမကြောက်မကြနေရထိုင်ရတာဘာပူစရာလို့လဲသူကလူကြီးပြီးအချက်လက်ပြီးဆုံးစွာစဉ်းစားပြီးပြောခြင်းဖြစ်ပါသည်။ကျမမပူပင်မကြောက်ကြနေရသည်မှန်ပါ၏ကျမမှာခြေပါစရာစကားမရှိပါဓာတ်ပုံဆိုင်ဖွင့်ချင်တာကတော့ကျမပညာရှင်တယောက်လို့တော်လို့လည်းမဟုတ်တက်လို့လည်းမဟုတ်ဓာတ်ပုံရိုက်နေရတဲ့ဖြစ်ကိုလှုပ်ချင်လို့သာဝါသနာတီးဟူသောပိုးကတရားရဖြစ်နေရတာပူဇာမစ်ခြင်းဖြစ်သည်ကျမကိုအရင်ကလို့လောက်စင်သုံးငွေပေးနေလင်းဓာတ်ပုံဆိုင်ဖွင့်ခြင်းသည့်အထိရည်မှန်းချက်ရှိမည်မဟုတ်ပါဒီလိုပဲဖလင်ပိုဓာတ်ပုံကူပိုးနဲ့ကောင်အောင်ဖြုံရင်ပြီးတော့မဲ့အဖြစ်ဖြစ်ပါသည်ယခုတော့ဓာတ်ပုံမရရပိတ်ပင်တားစီလိုက်သည့်အချက်ကနေကြီးထွားလာပြီးကိုကျော်ကကျမကိုဓာတ်ပုံဆိုင်ဖွင့်ခြင်းလာအောင်ဦးနှောက်ထဲတွင်မျိုးစိတ်ချပေးလိုက်ပြန်တော့ယောဂကတဲလာခြင်းမျှသာမပူမပင်နေရတာတော့ဟုတ်ပါတယ်ကိုရဲ့ဒါပေမဲ့သူ့ဝါသနာပါတာလို့ရင်အခုစိန်ရွှေအယောင်းဝယ်ထားပို့ပြီးဖြစ်ချင်ဖြစ်လာမှာပေါ့သူစိတ်ကျင်တဲ့အောင်စမ်းလုပ်ကြည့်ပါစေ2000ဆိုတာမများပါဘူးထုတ်ပေးလိုက်ပါနောက်ပြီးကိုကျော်ကလည်းသူ့ကိုကူညီပေးမယ်လို့ပြောပါတယ်တဲ့အောင်မြင်ပြန်ဆက်ပါမယ်လို့လည်းပြောပါတယ်မမတန်ကအလျှော့မပေးပဲကျမဘက်ကရက်တည်ပြီးသူ့ကိုတိုက်တော့မှတော့အေးကောင်းပြီအဲ့ဒီ2000ပြန်ဆက်စရာလည်းမလိုနောက်ထပ်ပြီးတောင်းဖို့လည်းမစင်စားနဲ့တပြားမှမရအောင်မှဖြစ်မဖြစ်ငါဘာမှမကြားချင်ဘူးဒါအပြက်ပေးတာနေနားလည်ထားရမယ်သူ့စိတ်ထဲတွင်ဒီ2000ကျမကိုပေးလိုက်ရတဲ့အတွက်ရေထဲပြချလိုက်ရင်တော့ပလုံဆိုသောအတန်ကြားရအောင်မြည်ကျမဓာတ်ပုံဆိုင်ဖွင့်လို့ကတော့ဘာသာမှမကြားလိုက်ရပဲလေတယ်လွင့်တော်မီဟုထင်မှတ်ပုံရသည်ငွေ2000ရတော့ကျမအုံမျိုးနေသည်ဘာကြီးအောင်ရဲ့ရမင်းရုပ်လေးမြင်နေရတဲ့ကလေးလိုကျမကစတူဒီယိုကင်မရာတွေအမောင်ကန်တွေကအန်လော့ရှာတွေမျက်စိရမြင်ပြီးကျေနပ်ကြည်နူးမိသည်ပေါ့တရင်ကောင်းပါဖို့ကိုကျော်စီကိုလည်းအပြေးလွှားသွားပြောလိုက်သေးသည်ထိုနေ့ကကျမရဲ့စပီကိုစီဆက်စရိကိုကြီးကငှားစီသွားသည်ကိုကြီးပြန်လာတဲ့အထိမဆောင်နိုင်မအောင်နိုင်ဖြစ်ပြီးကျမကုန်းကြောင်းလျှောက်ပြီးကိုကျော်ရဲ့ဓာတ်ပုံဆိုင်ရှိရာဓာတ်တန်းသို့သွားသည်ကိုကျော်ကြီးကျမငွေ1000ရခဲ့ပြီဗျဓာတ်ပုံဆိုင်ဝါကနေအော်ကြီးဟစ်ကျပြောရင်ကျမဝင်သွားသည်အေးကောင်းတာပေါ့ကိုကျော်ကလည်းကျမအတွက်ဝမ်းသာနေပုံရသည်ကျမကိုကြီးကပြောတယ်နင်ပျော်ပေးရိုက်တက်ထားဘာနာနေလို့ဓာတ်ပုံဆိုင်တက်ဖွင့်ကျင်ရတာလေတဲ့အဲ့ဒါဟုတ်တယ်ကျမစတူဒီယိုထဲမှာမရိုက်ဘူးလားဖြစ်ပါမလားယင်ဟာဖြစ်ပါတယ်ကွာအခြေခံသဘောကအတူတူပါပဲငါအားလုံးပြပေးမယ်စတူဒီယိုထဲမှာကြတော့အလင်းမောင်ယူရတာရှိတာပေါ့အပြင်မှာရရတာနဲ့တော့မတူတာတော့ရှိတာပေါ့အပြင်မှာကြတော့ကိုကအလင်းရောင်ကိုမပြုတ်ပြင်မဖန်တီးနိုင်ဘူးရှိတဲ့အလင်းရောင်ပေါ်မူတည်ပြီးရရတာစတူဒီယိုထဲကြတော့ဖန်တီးလို့ဖြစ်တယ်ကိုကျော်ကစိတ်ရှည်စွာနဲ့ကျမကိုသဘောတရားဘလို့ကွာခြားမှုရှိတယ်ဆိုတာမျိုးတွေရှင်းပြပါသည်မင်းငါစီမှာအသားစားဖြစ်အောင်လေ့လာပြီးလေ့လာအောင်လာပြီးလေ့လာအောင်ကင်မရာသဘောချင်းကတော့မတူဘူးအချိန်နဲ့ရဲချင်းလည်းမတူဘူးသိစရာတင်စရာတွေတော့အများကြီးပေါ့ကွာဒီလိုပဲလက်တွေ့လုံရင်မြင့်တက်တင်တက်သွားမှာပေါ့မင်းကဒီလောက်ဝါသနာကြီးတာ
လက်စားလက်နလည်းရှိပြီးသားပဲမပူပါနဲ့အလုပ်သဘောတွေရှင်းပြပြီးတော့ကင်မရာအကြောင်းကိုစကားရောက်သွားပါတယ်ကင်မရာတွေကိုစစ်ဆေးပြီးကစားဆိုတော့အတော်ရှားနေတာဓာတ်ပုံပစ္စည်းအယောင်ဆိုင်တွေလည်းပြည့်ပြည့်စုံစုံရှိကြသေးတာမဟုတ်ဘူးငါကြားတာတကူတော့ရှိတယ်စိန်ပန်းထဲမှာကိုတန်းမောင်ဆိုတာစစ်မဖြစ်ခင်ကဓာတ်ပုံဆရာပဲသူကအခုကျမရုံကောင်းလို့မလုပ်တော့အဲ့ဒါသူ့ကင်မရာကိုရောင်းမယ်လို့ပြောတယ်တွားကြည့်ပြီးဈေးစစ်ဝယ်တာပေါ့အန်လာဂျာကတော့ဒါလည်းရပါတယ်ဒီလိုပဲရှားမှာပေါ့ကွာမရသေးခင်လည်းဘာဖြစ်လဲပုံကြီးချက်ချက်ရှင်ငါစီကအန်လာဂျာနဲ့ပဲချဲ့အောင်ပေါ့ဒီလိုပဲမင်းချင်နေကြမဖြစ်ခင်ဒီတော့ငါကူညီပေးပါမယ်ကျမကန်ကောင်းလိုက်ဒီမှာတကယ်သူတော်ကောင်းနေနဲ့တွေ့ရကြမှာပဲကိုကျော်ကကျမကိုတကယ်ကိုကြီးတယောက်လို့အဆဆရရလုပ်ငန်းနဲ့ပတ်သက်သမျှနားလည်တာမှန်သမျှကိုလည်းရှင်းပြတင်ပြအကူအညီမှန်သမျှကိုလည်းစိတ်ရောကိုပါကူညီပေးရှာပါတယ်ကင်မရာဝယ်တာကဟုတ်ပါပြီမင်းကဘယ်နေရာမှာစိုက်ခွင့်မှာလဲဟင့်အဲ့ဒါကျမမစဉ်းစားသေးဘူးတင်လိုက်ပါတော့ကွာမင်းတော်တော်ဦးတဲ့ဟာမလေးပဲအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် location နေရာကအရေးကြီးတာကွာဘယ်နေရာမျိုးကအသွားလာစီရတယ်လဲဘယ်လိုလူတန်းစားတွေရှိရဲ့ပတ်ဝန်းကျင်လဲခုလုပ်ငန်းနဲ့အဆက်တဲ့နေရာမျိုးဖြစ်သလားအရင်စဉ်းစားရတာရွေးရတာငါကမင်းဒီလိုစိတ်ကူးထားပြီးသားနေရာရှိထားပြီးသားလို့အခုလာပြီးဆွေးနွေးနေရလို့ထင်တာအင်းတော့ဟုတ်တယ်နော်ကျမကဓာတ်ပုံကင်မရာဝယ်ဖို့ပဲအရင်စဉ်းစားမိရလေနေပါဦးမင်းမခုရှိတဲ့ငွေ2000ကပစ္စည်းဝယ်ရတဲ့ကောင်မဒါတော့အဟောင်းတွေကိုစိတ်ရှိလက်ရှိလိုက်ရှာဝယ်ရမှာအကုန်ပြည့်စုံမှာမဟုတ်ဘူးစိုက်အဖြစ်စရုံပဲရှိအောင်မှာတပြေးပြေးနဲ့ဒီလိုပဲထပ်ဖြစ်ရတာပဲငါဖွင့်ကြတာလည်းမပြည့်မစုံနဲ့စားရတာပြီးမှဖြည့်စည်းယူရတာမျိုးအခုမင်းကနေရာတော့မရှာရသေးဘူးနေရာအတွက်စဘောကငွေ3-4-5,000ထပ်ကုန်ရအောင်မှရှိသေးတယ်အဲ့ဒါရောမင်းစဉ်းစားမိရလားဟင့်ခမရပဲပြောတာလေငွေ2000ဆိုလောက်တယ်ဆိုမင်းကြီးမ9,000ငါတော့4,000တည်ခြင်းနဲ့ကွယ်မင်းကကင်မရာဝယ်ပစ္စည်းဝယ်ဘယ်လောက်ကြမလဲမီလို့ငါကပစ္စည်းဖို့ပြောလိုက်တာမင်းဒီပုံစံနဲ့စီးပွားရေးလုပ်လို့ဖြစ်သေးဘူးဟေးအဲ့ဒီ2000မင်းဖိုးကြီးကိုသာပြန်ပေးလိုက်တော့ကိုကျော်စကားကြားလိုက်ရတော့ကျမမျက်ရည်ဝဲသွားပါသည်ဟုတ်လေဟုတ်ပါငယ်ကဘောရဆောင်မှာဓာတ်ပုံဆိုင်ဖွင့်နှံကစားခဲ့တယ်လို့အခုလေကျမစိတ်ကူးရင်စွာအိမ်မက်ထဲမှာဓာတ်ပုံဆိုင်ဖွင့်နေခြင်းသာဖြစ်ပါသည်လက်တွေ့ကြတော့တခြားစီပါပဲလားကျမစိတ်တကြစွာနဲ့နှုတ်ဆက်ပြီးပြန်လာခဲ့ပါသည်ကျမရဲ့စိတ်ကူးရင်ဓာတ်ပုံဆိုင်ကြီးအစစ်စစ်မှန်မှပြိုခဲ့သွားခဲ့ပြီလေခေါင်းငိုက်ဆန်နဲ့ရှောက်လာတဲ့ကျမကိုဟစ်ခင်ဘယ်ပြန်လာတယ်လဲဟူမေးတော့အမေတကူကြောင့်ခေါင်းမော့ကြည့်လိုက်မိပါသည်ရုံးတော်ကြီးထိန်ဘက်ကဝတ်တဲ့ဖះเจ้าရှင်နာရက်နေတဲ့เจ้าနေဘက်တငယ်ချင်းမတ်စိန်ရင်ကိုတွေ့ရသည်ကျော်ဓာတ်ပုံတိုက်ကပြန်လာတာဘာဖြစ်တာလဲဟဲ့ရွှေမျက်နှာတော်ကညိုလို့ပါလားအေးဟဲ့ဒုများသုံးကြတာကိုဟာကိုတွေ့ပြီးရှုံချလာမိတာပါမိရွှေခင်ကနင်းကတော့လှုပ်ပြီးကိုဟာကိုရှုံချလို့ရသေးလို့ပဲမင်းမသိပါဘူးမစိန်ရင်တို့အသုံးကြတာတကယ်ကိုသုံးကြတာဓာတ်ပုံဆိုင်ဝင်ကြီးလို့ဆိုပြီးကိုကြီးစီကငွေ2000တောင်းလာတာအခုကိုကျော်နဲ့တောတိုင်မင်းတော့အဲ့ဒီ2000ကပစ္စည်းဖို့ပဲရှိတယ်တဲ့အင်္ဂါဘို့မပါသေးဘူးဒါဖြင့်အင်္ဂါဘို့ထပ်တောင်ပေါ့ဟဲ့အမလီတက်တည်သွားမယ်အမိရေငါ့ကိုဒီငွေ2000တော့အောင်ပြီးပေးလိုက်ရတာဒါအပြက်ပဲနောက်ထပ်ဘာမှမရဘူးတဲ့စီးပွားရေးတစ်ခုစတာငွေ2000နဲ့ရမလားခင်ကသူလေစီးပွားရေးသမားပဲနားလဲရမှာပေါ့အေးနားလဲရင်လည်းနားလဲမှာပဲဒါပေမဲ့ငါတော့ငါစကားနဲ့ငါမိနေပြီထပ်လည်းမတောင်းရတော့ဘူးအဲ့ဒီတော့ငွေ2000ပြန်ပေးလိုက်ဖို့ပဲရှိတော့တယ်ငါတိတ်လောက်ချင်တဲ့ဓာတ်ပုံအလုံးလောက်ရတာတော့ငါစိတ်မကောင်းဖြစ်ပါတယ်ဟာနေုံငါတို့တိုက်တလုံးလက်စဲကမှစောက်ထားတလားလောက်ပဲပြီးသွားပြီအဲ့ဒါလူ9တင်လို့ငါယောက်ျားပြောတယ်မင်းသူနဲ့စကားပြောကြည့်ပါလားလာအပေါ်မှာသူရှိရဲ့မိတ်စင်ကလက်ကိုအတင်းဆွဲခေါ်လို့သာကျမသူ့နောက်ကလိုက်သွားရသည်ဘာပြောလို့ပြောရမှန်းမသိခေါင်းထဲတွင်လည်းဘာရွေးချက်မှမရှိဒီမှာကျမတငယ်ချင်းကဓာတ်ပုံဆိုင်ဖွင့်ဖို့နေရာရှာနေရတယ်ကျမတို့တိုက်လူ9ရှာမယ်ဆိုလို့ခေါ်လာတာသူကဥဆောင်ပြီးပြောချလိုက်တော့ကျမကနဝေတိတ်တောင်းနဲ့ကလတ်ထိုင်မှာထိုင်ချရင်ငေးသာကြည့်နေရပါသည်ဟုတ်လားနေရာကြည့်ပြီလားသူယောက်ျားစပ်တာပိုင်းကတော့ဟင်းမကြည့်ရသေးပါဘူးကျမကနေရာမရှိလို့ဓာတ်ပုံဆိုင်မဖွင့်နိုင်လို့ပြောတာငားမယ်လို့မပြောရသေးပါဘူးကျမရဲ့မရေမရပြေကိုစပ်တာပိုင်းကနားမလဲဘာကြောင့်နားလဲဆိုတော့ပုံစံမျိုးနဲ့အေးလေနေမဲနေရမရှိလို့ဆိုဒါကြောင့်ငါကစကားပြောဖို့ခေါ်ခဲ့တဲ့ဥစ္စာအေးဟုတ်တယ်ဒါပေမဲ့ငါမှငါစရာပတ်စံမှမရှိတာဟုပြောရင်ကျမမျက်ရည်ဝဲသားနဲ့ဖြစ်ကြောင်းကုံစင်ကိုမစင်ရင်တို့ဇနီးမောင်နှံအားရှင်းပြတယ်ကျမစကားအစုံနဲ့စက်တာပိုင်းကဟားတိုက်ရပါတော့သည်ကဲဒါဆိုဒီလိုလုံးခမည်းနေရာကိုကြိုက်လားမကြိုက်လားတွားကြည့်အောင်84လမ်းမကြီးပေါ်မှာပဲဆိုတော့စီးပွားရေးလုပ်ငန်းတွေတော့ကြိုက်ပါတယ်မကြည့်တော့ပါဘူးကျမစပေါ်ပေးစရာမှမရှိတာစက်တာပိုင်းကကျမကိုခလေးတယောက်လိုကြည့်ပြီးရဲပါသည်